ကဘာဦးအစမှာလူယောက်ျားလူမိန်းမဖြစ်တဲ့အာဒမ်နဲ့အေဝါကအေဒီဥယျာဉ်ထဲမှာဘုရားသခင်နဲ့အတူရှိတယ်။အဲ့ဒီအေဒီဥယျာဉ်ကဖြားနာခြင်းမရှိဘူး။ကြောက်စိတ်ခြင်းဒီမရှိဘူး။အရာအလုံးဖြတ်မှတ်ပြီးတော့ဘုရားသခင်ရဲ့ဘုန်းတကူကြောင့်ပြည့်ပြည့်စုံတဲ့နေရာဖြစ်စဉ်သက်ရှင်းတဲ့နေရာဖြစ်တယ်။အဲ့မှာအိုခြင်းနာခြင်းသိခြင်းဆိုတာမရှိဘူး။အဲ့တနေ့ကျတော့ဘုရားသခင်ရဲ့စကားကိုနားမထောင်လိုက်တာနဲ့အပြစ်ထဲကြာရောက်သွားတယ်။အဲ့ဒီကနေဖြောက်မှတ်တဲ့အေဒီဥယျာဉ်ထဲကနေသူတို့အနေထုတ်ချိတ်ခံရတယ်။ဒီနေ့မှာကျတော့ကျေးဇူးတော်ကာလမှာအဲ့ဒီကောင်းမြတ်တဲ့အေဒီဥယျာဉ်ကိုကျွန်တော်တို့ပြန်ပေးခြင်းလို့အဲ့ဒီအပြစ်ကိုဆေးကြောဖို့အတွက်အေဒီဥယျာဉ်ကိုပြန်ပေးသွားနေစေဖို့အတွက်ဘုရားသခင်ကသူ့ရဲ့တပါးတီတော်သားတော်ကိုဆစ်လွတ်ပြီးတော့အာဒမ်အေဝါပြစ်မှားတဲ့အပြစ်နဲ့အခုကျွန်တော်တို့ပြစ်မှားတဲ့အပြစ်အလုံးကိုဆေးကြောခိုင်းပြီးတော့အေဒီဥယျာဉ်ကိုပြန်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီဟာကိုလှုပ်ပေးခဲ့တာနေ့2000ကျော်သွားပါပြီ။သခင်ယေရှုကလာပြီးတော့လှုပ်ပြီးသွားပါပြီ။အဲ့ဒီသခင်ယေရှုကဗုဒ္ဓဘာသာရဲ့ဘုရားမဟုတ်ဘူး။ခရစ်ယာန်တွေရဲ့ဘုရားမဟုတ်ဘူး။ကက်သလစ်တွေရဲ့ဘုရားမဟုတ်ဘူး။အပြစ်သားအလုံးလူသားအလုံးကိုချစ်တဲ့သင်ကမွတ်စလင်ပဲဖြစ်နေပါစေ။သင်ကဟိန္ဒူပဲဖြစ်နေပါစေ။သင်ကနှက်စားပဲဖြစ်နေပါစေ။ဘယ်ဘာသာမှာပဲနေနေဘာသာတရားကကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်တို့မကောင်းတာမို့လို့သူလာပေးရခြင်းဖြစ်တယ်။ကျွန်တော်တို့နေ့စဉ်နဲ့အမျှတရက်ကိုစိတ်မဆိုးအောင်နေမယ်ဒေါသမထွက်အောင်နေမယ်ဒီနေ့ကနေစပြီးကျွန်တော်ငါသူများရဲ့ပစ္စည်းကိုမတတ်မှတ်အောင်နေမယ်လို့ဘယ်လိုပဲပြောညရောက်တဲ့အချိန်ချိန်ကြည့်ပါကုတုတပဲငရဲတပိတ်တာဆိုတာတွေ့ရမယ်အပြစ်လောက်တဲ့အရာကပိုပြီးမှလေးနေတာကိုတွေ့ရတယ်အဲ့ဒါကြောင့်ဒီအကြောင်းနဲ့ပတ်သက်ပြီးဘုရားသခင်ကကျွန်တော်တို့ကိုကောင်းမြတ်တဲ့ဖြတ်မှတ်တဲ့အေဒီဥယျာဉ်ကိုပြန်ပေးခြင်းလို့သူ့ရဲ့သားတော်ကိုကျွန်တော်တို့အတွက်လက်ဝါးကတိုင်မှာအတေခံစီပြီးတော့3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်စေခဲ့တယ်။အဲ့ဒါကိုယုံကြည်ဝန်ခံနိုင်ုံနဲ့ယုံကြည်ပြီးတော့ဝန်ခံလိုက်တာနဲ့လွယ်လေးဘုရားကပြန်ပေးလာခြင်းဖြစ်တယ်။အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရောမဩဝါဒစာအခန်းကြီး10အငယ်8ကနေ7တိဖတ်သွားမယ်ဆိုရင်အဲ့ဒီအကြောင်းကိုတွေ့ရတယ်။အဲ့ဒီထဲမှာတရားတော်တွေသင်တဲ့နေဤတဲ့သင်ဤနှုတ်နိုင်၎င်းသင်ဤနှလုံးနိုင်၎င်းရှိတယ်လို့ပြောတယ်။သင်နဲ့နီးတယ်လို့ပြောလို့ကျွန်တော်တို့ဟောအဝေးမှာတရားသွားရှာမယ်ဟောအဝေးမှာတရားသွားကြက်မယ်လို့ပြောနေတယ်အဲ့ဒီတရားကိုကြက်နေရင်လည်းမရှိဘူးမရဘူးဘာဖြစ်လို့လဲသင်နဲ့နီးတယ်ဆိုကြတဲ့ကသင်စိတ်နှလုံးမှာနဲ့သင်နဲ့နှုတ်မှာနဲ့အထဲမှာပဲရှိတယ်အဲ့ကြောင့်ကျွန်တော်အထဲမှာပဲရှိနေတဲ့ဟာကိုကျွန်တော်အပြင်မှာလိုက်ရှာနေတာသူကအပြင်မှာမရှိလို့ရှာရင်လည်းမတွေ့ဘူးရှာရင်လည်းမရဘူးအဲ့ကြောင့်ကျွန်တော်အထဲမှာရှိနေတဲ့ဟာကိုအပြင်မှာလိုက်ရှာနေတယ်အဲ့ဒါကဘာလဲဆိုရင်ယုံကြည်ခြင်းတရားကိုပြောတယ်တဲ့သူကယုံကြည်လိုက်တာနဲ့ယေရှုကလှုပ်ပေးပြီးပြီလို့ယုံကြည်လိုက်တာနဲ့ကျွန်တော်တို့ကဖြောင့်မတ်ရသူရောက်ခြင်းကစိတ်နှလုံးပြည့်ယုံကြည်ရ၏တဲ့ကိုယ့်အကူမလှုပ်တတ်လို့ဘာသာရေးကလှုပ်ခိုင်းတယ်ဘာသာရေးကကောင်းတာလှုပ်ပါပြောတယ်ဒါပေမဲ့ကောင်းတာမလှုပ်တတ်တာမမိနိုင်တာကျွန်တော်တို့လူသားတွေဖြစ်တယ်ဘာသာရေးကမကောင်းတာမလှုပ်နိုင်လို့ပြောတယ်ဒါပေမဲ့တတိယတဲ့ချိန်ကျွန်တော်တို့တိတဲ့ချိန်မကောင်းတာကြီးပဲလှုပ်မိသွားပြီအဲကြောင့်ကျွန်တော်လိုက်လို့မမီဘူးဘုရားသခင်ကလွယ်လေးပေးလိုက်တယ်အခက်မဲ့ပေးလိုက်တယ်အခက်မဲ့ပေးလိုက်လို့တန်ဖိုးမရှိဘူးလားဆိုရင်ငွေပေးပြီးတော့ဝယ်ပြစ်လို့မရဘူးတန်ဖိုးမရှိဘူးလားကဲတွေ့ကြည့်ငွေပေးပြီးတော့ဝယ်ပြစ်လို့မရဘူးဆိုရင်တကယ်တန်ဖိုးရှိတဲ့အရာပါတန်ဖိုးဖြတ်လို့မရတဲ့အရာပါငရဲကနေလွတ်ချင်းကောင်းကင်နိုင်ငံမှာနေရမယ်ဆိုတဲ့ကယ်ရီချင်းစိတ်ချမှုရတာထက်တန်ဖိုးရှိတာမရှိတော့ပါဘူးအဲကြောင့်ဘုရားသခင်ကလွယ်လေးပေးလိုက်တယ်လူတိုင်းအားလုံးတက်ပေးလိုက်တယ်အပြစ်သားအားလုံးတက်ပေးလိုက်တယ်အပြစ်ပိုကြီးတဲ့လူအပြစ်ပိုလေးတဲ့လူကသူ့ကိုပိုချစ်တယ်လို့ဘုရားကပြောထားခြင်းဖြစ်တယ်အဲကြောင့်ဝမ်းမနေပါနဲ့စိတ်မပြတ်ပါနဲ့ကျွန်တော်အပြစ်သားလို့ကိုယ့်ကိုခံယူရင်ပြန်လာပါဘုရားသခင်ယေရှုစီပြန်လာပါသူလှုပ်ပေးတဲ့ဟာကိုယုံကြည်ပါအဲ့တော့သူကြောက်ကိုအမိပြုတ်တော့သူမြေတွေကရှက်ကြောက်ခြင်းမရှိနိုင်ရလို့လာတယ်သူကြောက်ဆိုတာကယေရှုကိုအမိပြုတ်တဲ့သူကကျွန်တော်တို့ကိုယ့်ကိုမကြက်နိုင်လို့ယေရှုကြံ့ပေးတဲ့ဟာကိုယေရှုခံပေးပြီးလှုပ်ပေးပြီးဆိုတဲ့အရာကိုဆေးကြောပြစ်ပြီးဆိုတဲ့အရာကိုမိလိုက်တာနဲ့ယေရှုကိုမိခိုလိုက်တာနဲ့ကျွန်တော်တို့ကရှက်ကြောက်ခြင်းမရှိတော့ဘူးဘာဖြစ်လို့မရှက်လဲအဲ့ဒီဥယျာဉ်မှာအာဒမ်အေဝါကဘာဝတ်ထားလဲဘာမှမဝတ်ထားဘူးဒါပေမဲ့သူတို့ရှက်လားမရှက်ဘူးဘာဖြစ်လို့လဲဘုရားသခင်ပေးတတ်တဲ့အရာအားလုံးကကောင်းတယ်လေဖြူစင်တယ်လေတန့်ရှင်းတယ်ကောင်းမြတ်တယ်တခုချင်းရည်တွက်ကြည့်ပါသူ့နေရာနဲ့သူအတုံးဝင်တယ်သူ့နေရာနဲ့သူတန်မိုးရှိတယ်အဲကြောင့်မရှက်တော့တာကြောက်ခြင်းမရှိဘူးဆိုတာကငရဲကနေလွတ်ပြီလေအဲ့ဒီအကြောင်းကစာတန်ကိုအောင်နိုင်ပြီလို့ကြော်ညာလိုက်ခြင်းဖြစ်တယ်အာမင်ငရဲမသွားတော့ဘူးလို့ကယ်တင်ခြင်းစိတ်ချမှုကဘုရားသခင်ပေးမှာဖြစ်တယ်အခုကျွန်တော်ပြောနေတာက
ကျွန်တော်ကကယ်တင်ခြင်းစိတ်ချမှုရှိလို့ဘုရားသခင်ကကျွန်တော်ရဲ့နှုတ်ကိုအတုံးပြုပြီးတော့ပြောနေခြင်းဖြစ်တယ်ကျွန်တော်တို့ကိုဒီနေ့ထိအသက်ရှင်ခိုင်းတာသူ့စီပြန်လာဖို့အတွက်နောင်တနဲ့ပြန်လှည့်လာဖို့အတွက်ဘုရားသခင်ကအလိုတော်ရှိတယ်အဲကြောင့်ကယ်တင်ခြင်းပေးတတ်တာကျွန်တော်မပေးတတ်ဘူးလူတွေမပေးတတ်ဘူးအဲ့ဒါကပေးတတ်တာကဘုရားသခင်တဆူတည်းရှိတယ်ဘုရားသခင်တပါးတည်းပဲရှိတယ်အဲ့ဒါကြောင့်ဘုရားသခင်ပေးလိုက်တဲ့ကယ်တင်ခြင်းကိုကျွန်တော်တို့နားလေတဲ့သဘောပေါက်သွားပြီဆိုရင်ကျွန်တော်နဲ့အတူဝန်ခံလို့ရတယ်အခုကျွန်တော်ပြောနေတဲ့ကယ်တင်ရှင်ယေရှုဆိုတာကကျွန်တော်တို့ရုပ်ပုံကတ်ချက်မှာရှိတဲ့ယေရှုရုပ်ထုထဲမှာရှိနေတဲ့ယေရှုအဲ့ဒီယေရှုတွေမဟုတ်ဘူးအခုကျွန်တော်ပြောနေတဲ့ယေရှုကြတော့တပါးတီးပဲအဲ့ဒီတပါးတီးယေရှုကမမြင်ရဘူးနာမ်ဝိညာဉ်ဖြစ်တယ်နာမ်ဝိညာဉ်ကိုတစ္ဆာရှိပြီးတော့ယုံကြည်ပါလို့ပြောထားတယ်သူကလောကမှာဆင်းကြွလာပြီးတိတ်ချင်းမြတ်စွာဘုရားကိုအောင်မြင်ပြီးတော့၃ရက်မြောက်ဒီနေ့မှာရှင်ပြန်ထမြောက်ပြီးတော့ကောင်းကင်ဘုံတက်တဲ့အချိန်သူ့ရဲ့အသားသူ့ရဲ့အယိုးအားလုံးကိုသူခန္ဓာကိုယ်အားလုံးကိုသူတည်သွားပြီဒီလောကမှာဘာမှမကြံခဲ့ဘူးကြံခဲ့တဲ့တစ်ခုကသူ့ရဲ့နာမကြံခဲ့တယ်ယေရှုဆိုတဲ့နာမကြံခဲ့တယ်အဲ့ဒီကြောင့်ယေရှုရဲ့နာမကိုတစ္ဆာရှိပြီးတော့ကိုးကွယ်ရမယ်သူကောင်းကင်ဘုံတက်ရင်ဥပိ္ပစံစီယာတစ်ပါးဆင်းလာမယ်အဲ့ဒီဥပိ္ပစံစီယာကတင်တို့ကိုဖော်ပြမယ်ကောင်းကင်နိုင်ငံအကြောင်းဖော်ပြမယ်ကေတီချင်းအကြောင်းဖော်ပြမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရရှိလိုက်ခြင်းကဘုရားသခင်ပေးလို့ရတာဖြစ်တယ်ဝိညာဉ်တော်ဖော်ပြလို့ရတာဖြစ်တယ်အဲ့ဒီယေရှုကိုကျွန်တော်တို့နှလုံးသားထဲမှာယုံကြည်ဝန်ခံနိုင်တယ်မိမိရဲ့ကေတီပိုင်ရှင်ဖြင့်ယုံကြည်လက်ခံခြင်းနဲ့ဆိုရင်ကျွန်တော်နဲ့အတူလိုက်ဆိုပါနောင်တဆိုတာဘုရားသခင်ကစိတ်ရှိစွာနဲ့စောင့်နေခြင်းဖြစ်တယ်အဲကြောင့်ဘာသာရေးကိုပြောတာမဟုတ်ဘူးဘာသာရေးကိုပုတ်ခတ်တယ်လည်းမဟုတ်ဘူးဘာသာရေးကိုစော်ကားတာမဟုတ်ဘူးဘုရားသခင်နဲ့ကျွန်တော်တို့ဝိညာဉ်ဘယ်လိုဆက်တွယ်ရမလဲဆိုတဲ့အကြောင်းကိုပဲကျွန်တော်ပြောနေခြင်းဖြစ်တယ်အဲကြောင့်သဘောပေါက်တယ်ဆိုရင်ကျွန်တော်နောက်ကိုလိုက်ဆိုပါအိုးအဘဖျားကိုရအေးဘုန်းတော်ကိုချီးမွမ်းပါတယ်ကိုရောကိုကျေးဇူးတင်တယ်ကေတီချင်းတဘောကိုရှင်းရှင်းလင်းလင်းဖော်ပြတော်မူသည့်အတွက်တိရသည့်အတွက်ကျေးဇူးတင်တယ်အိုးယေရှုဖျားကိုရောကသားရဲ့အပြစ်အတွက်ဒီလောကကိုဆင်းကြွလာပြီးဒုက္ခစရိယာခံခြင်းအလုံးကသားရဲ့မချမ်းမာခြင်းအလုံးကိုကိုရောချမ်းမာအောင်လုပ်ပေးခဲ့တယ်။အေးရများအလုံးအတွက်ကျေးဇူးတင်တယ်။အိုးယေရှုဖျားတိတ်တိုင်၌ချိတ်ထားခြင်းခံရတော့သူတိုင်းကျင့်ချင်းအမင်္ဂလာကိုခံရတဲ့သူဖြစ်တယ်။သားမှာခံရမဲ့ကျင့်ချင်းအမင်္ဂလာအလုံးကိုကိုရောခံပေးပြီးပြီဖြစ်တဲ့အတွက်ကျေးဇူးတင်တယ်။အိုးယေရှုဖျားလက်ဝါးကားတိုင်ပေါ်မှာကိုတော့အသက်တော်စွန့်ပြီးတည်ခြင်းမြတ်စွာဘုရားကိုအောင်မြင်ပြီးတော့၃ရက်မြောက်ဒီနေ့မှာရှင်ပြန်ထမြောက်တော်မူကြောင်းကိုနှလုံးသွင်းမဲ့ယုံကြည်ဝန်ခံပါတယ်။ဤအရာကအပြစ်ထဲမှာတည်နေတဲ့သားရဲ့ဝိညာဉ်ကိုတခါပြန်ပြီးရှင်ပြန်စီခဲ့တယ်ဖြစ်တယ်။အိုးယေရှုဖျားကိုတော့ကိုနှလုံးသွင်းမဲ့ယုံကြည်ဝန်ခံပါတယ်။သားရဲ့နှလုံးသားထဲမှာကိုတော့ကိုနေရာပေးပါတယ်ကိုရောဝင်ရောက်ကင်းဝတ်တော်မူပါကိုရောအုပ်စိုးတော်မူပါကိုရောတပါးတိတာလန်ကေတီရှင်ဖြစ်တယ်သားရဲ့အရှင်တခင်ဖြစ်တယ်သားရဲ့ဘုရင်ဖြစ်တယ်အိုးယေရှုဖျားသားရဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်အားလုံးကိုကိုရောလက်တော်တို့ဆက်ကပ်ပါတယ်ယေရှုတင်ပါတယ်ယေရှုဖျားအာမင်အေးဒါကိုရပြီဆိုရင်အဲ့ဒါကဘုရားသခင်ပေးလိုက်ခြင်းဖြစ်တယ်ငါဘယ်မှာပဲတည်တည်ဘယ်ချိန်မှာပဲတည်တည်တင်ရင်ငါယဝိညာဉ်ကဘုရားသခင်နဲ့ကောင်းကင်မှာရှိမယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းစိတ်ချတဲ့ကေတီချင်းဖြစ်တယ်။အဲဒါကြောင့်ကေတီချင်းမင်္ဂလာကိုဘုရားသခင်အားလုံးပေါ်တွန်းလောင်းပါစေ။ကြားနာတဲ့သူတိုင်းပေါ်ဝိညာဉ်တော်တို့ထိပါစေ။ယေရှုနာမတော်အားဖြင့်အာမင်။